သတိထားမိကြလားမသိဘူး2025ခုနှစ်ကုန်ပိုင်းအတွင်းမှာရန်ကုန်နဲ့မန္တလေးလိုမြို့ပြတွေမှာမီးအကြီးကျယ်လောင်ကျွမ်းမှုတွေများလာနေကြတာပိုတွေ့လာရပါတယ်။အလားတူပဲတိုင်းရင်းသားနဲ့နယ်ဖက်ကဒေသတွေမှာလည်းစစ်ကောင်စီရဲ့လေးရင်တွေကြောင့်ပီတူလူထုတို့ရဲ့အသက်အိုးအိမ်စီးစိမ်တွေမီးလောင်ဆုံးရှုံးနေကြရပါတယ်။ဒါကတော့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ညမှာရခိုင်ပြည်နယ်မြောက်ဦးမြို့ကအရက်သားနေအိမ်တချို့ကိုလေကြောင်းနဲ့ဘုံကျဲခဲ့လို့မီးလောင်နေတဲ့နေရာတွေပါဆိုတော့လူလုဘေးတွေကြောင့်မီးလောင်ဆုံးရှုံးမှုတွေဟာမြန်မာနိုင်ငံနေရာအနှံ့မှာနစ်မားလာနေတာတွေ့ရပြီးတော့ဒါဟာဆောင်းရာသီကာလမှာဖြစ်နေကြတာပါရန်ကုန်မှာဆိုရင်နေ့စဉ်မီးလောင်ဆုံးရှုံးနေရမှုတွေဟာပုံမှန်လိုဖြစ်နေပြီးတော့အထူးသဖြင့်အခြေခံလူဒန်းစားတွေများတဲ့မြို့နယ်ရက်ကွက်တွေမှာပိုအဖြစ်များလာနေတာတွေ့ရပါတယ်ပေါ်စားမှုတွေကြောင့်တိုက်ခန်းတွေမီးလောင်မှုမြင့်မားလာနေပြီးအချိန်မီငြိမ်းသက်နိုင်မှုမရှိတာကြောင့်လည်းခက်မြမြပဲလောင်ကျွမ်းကူးဆက်သွားစေခဲ့တာတွေ့နေကြရပါတယ်ဒါဟာလာမယ့်2026ခုနှစ်နွေဦးကာလအတွက်အန်ဒီရဲ့ကြီးမားတဲ့အချက်ပေးတံဖြစ်လာနေတယ်လို့အညာဒေတာတကြောနဲ့တိုင်းရင်းသားဒေတာတွေကိုကူချင်းစာစီဖို့မြင်ကွင်းလဲဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ည10နာရီဝန်းကျင်မှာရန်ကုန်ထောက်ကျန့်ဖက်မှာစီပေါစာကမီးလောင်ပတ်ကွဲမှုဟာကြီးမားပြင်းထန်လာတယ်လို့အန်ဒီရဲ့လဲများပါတယ်ဒါအပြင်မန္တလေးကလက်ဖက်ရည်ဆိုင်မီးလောင်မှုကလည်းဆုံးရှုံးရမှုများလွန်းတာမို့တဘာဝဘေးထက်ပူကြောက်စရာကောင်းတဲ့လူလုံမီးဘေးတွေကိုတရိပြုမိကြဖို့လိုပါတယ်။ရန်ကုန်မန္တလေးမြို့ပြတွေမှာမီးလောင်မှုတွေတူးပွားလာအောင်မဲ့အခြေအနေမှာရှိနေတာမို့အမြဲခက်စစ်မီဖျောင်းနိုင်ပြီးဝါယာရှော့တွေမဖြစ်ဖို့အမြဲမပြတ်တရိထားစီချင်ပါတယ်။